နေတာဘာဝသိထား၍အတကင်းရတဲ့ခြင်းတွေကအတကင်းစင်ပြီးတရားကအစင်လာကမင်္ဂလာပေါင်းတဲ့ဘာကြောင့်ပြင်းပါမြင်သာနိုင်ရကုန်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေအတိဖြစ်ကြပါစေကုသိုလ်ကိုဦးဖြာဖြာသမီးလာယရနာလေးရဲ့ကိုစားကုသိုလ်ပေါင်းမှုစတင်ပြီးတော့ဒါအဖေကြီးမေတွေရဲ့လမ်းစဉ်လိုက်အဖေကြီးမေတွေကတစ်ဆင့်တစ်ခါအဖေအမေတွေရဲ့လမ်းစဉ်အဖေမေတွေရဲ့လမ်းစဉ်ကနေတစ်ဆင့်အဖေမေတွေကနေHappy birthday မွေးနေ့လက်ဆောင်လေးပါမိလေးကတော်ရကြော်ရှိပါစေကျမ်းမာချမ်းသာပါစေဆက်ပါပါစေဒီနေ့တော့ဒီကောင်းလေးမလေးဖြစ်ပါစေလူတာရပါစေပြပါစေလို့